ဟုတ်ပြီဒီနေ့ကျွန်တော်ခေါင်းစဉ်ကကျွန်တော်ဒီ online မှာပြောတဲ့အတိုင်းပဲ the living word ဆိုတဲ့အရာလေးနဲ့ကျွန်တော်ဒီနေ့အစာပြုခြင်းနဲ့ဆိုတော့အစာပြုရုံတဲ့နှုတ်ကပတ်တော်တခုကျွန်တော်ဒီကဖတ်ရအောင်နော်ကျွန်တော်အားလုံးဖတ်ရအောင်ဒီနေ့တော့အစာဦး၌နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်ဒီဖျားသခင်နဲ့အတူရှိနှုတ်ကပတ်တော်ဒီလည်းဖျားသခင်ဖြစ်တော်မူ၏ထိုနှုတ်ကပတ်တော်ဒီအစာဦး၌ဖျားသခင်နဲ့အတူရှိနှုတ်ကပတ်တော်ဒီခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိထိုနှုတ်ကပတ်တော်၌အသက်ရှိ၏ထိုအသက်ဒီလည်းလူတို့၏အလင်းဖြစ်၏ထိုအလင်းသည်မောင်မိုက်၌လင်း၍မောင်မိုက်သည်မခံမယူဒီကျမ်းပိုင်းကျွန်တော်ဖတ်နေကြပဲဒါပေမဲ့တခြားလေးအယုံဆိုင်စေခြင်းနဲ့ကျွန်တော်ဆောနာပြောတဲ့ခေါင်းစဉ်ကဘာလဲဆို a living word လို့ခေါ်တယ်so word ဆိုတာကစကားဖြစ်တယ် so ဒီကျမ်းပိုင်းမှာဘာပြောလဲဆိုအစဥရကနှုတ်ကပတ်တော်ဆိုတော့ word ကိုပြောတာဖခင်ရဲ့စကားရှိတယ်လို့ပြောတယ်အဲ့ဖခင်စကားကဖခင်နဲ့အတူရှိတယ်ဖခင်သခင်ဖြစ်တယ်တော့ထိုနှုတ်ကပတ်တော်ဒီအစဥနဲ့ဖခင်သခင်ရှိတယ်ထိုနှုတ်ကပတ်တော်နဲ့အားလုံးကိုဖန်ဆင်းတယ်အားလုံး created by word စကားလုံးနဲ့ဖန်ဆင်းတယ်ဆိုတော့ကျွန်တော်ဘာကိုပြောချင်လဲဆိုဒီ word ပိုင်ရှင်ကတကုရှိတယ်ဒီမှာဒီယောဟန်ကတစ်ချိန်လုံး word လို့ပြောလိုက်တဲ့စကားဒီဖခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဟာလေလုယာဆိုဒီနှုတ်ကပတ်တော်ကအသက်ရှင်တယ်ဒီနှုတ်ကပတ်တော်ကခတ်သိမ်းသောအရာကိုဖန်ဆင်းတယ်အောက်ဆုံးမှာထိုနှုတ်ကပတ်တော်နဲ့အသက်ရှိတယ်ထိုအသက်တည်တဲ့လူတို့ရဲ့အလင်းဖြစ်တယ်ထိုအလင်းဒီမောင်မိုက်နဲ့လင်း၍မောင်မိုက်ဒီမခံမယူမောင်မိုက်လို့ပြောတဲ့အခါမှာလောကကိုပြောတာဖြစ်တယ်လောကကအမောင်ဖြစ်တယ်ခရစ်တော်မပါရင်လောကကအမောင်ဖြစ်တယ်ကျွန်တော်ကဘာဦးကျောင်းကြည့်လိုက် in the beginning လို့ပြောတယ်ဖခင်ကကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတယ်ဒါပေမဲ့မြေကြီးကဘာပုံတရမမပေါက်သေးဘူးတဲ့ဒီ what မရှိခင်ဖခင်ရဲ့စကားမရှိခင်မြေကြီးကဘာပုံစံမှမပေါက်သေးဘူးဒါပေမဲ့ဒီ what ကလှုပ်ရှားလာတဲ့ချိန်မှာဒီမြေကြီးကနေစရာကောင်းတဲ့လှပတဲ့ကဘာဖြစ်လာတယ်ဟာလေလုယာကျွန်တော်တို့အသက်တာထဲမှာဖခင်ရဲ့နှုတ်ကပတ်မပါခင်ကျွန်တော်တို့ကဘာမှမဟုတ်ဘူးကျွန်တော်တို့တွေကကျွန်တော်ဘာမှလုပ်လို့မရဘူးဖခင်ရဲ့နှုတ်ကပတ်တော်မပါလာတဲ့ချိန်ဒါပေမဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ပါလာတဲ့အချိန်မှာရှင်ပေါလုကဘာပြောလဲဆိုတော့ငါ့ကိုခွန်အားနဲ့ပြည့်စုံသောခရစ်တော်အဖြစ်ခတ်သိမ်းသောအမှုကိုငါတတ်နိုင်တယ်လို့သူပြောတယ်ဟာလေလုယာတော့ဒီခတ်သိမ်းတော်မူလို့သူပြောတဲ့အချိန်မှာဘာကိုပြောချင်တာလဲဆိုတော့ဟဲ့ဖြစ်စေဆိုတဲ့ပုံစံမျိုးသူပြောတာမဟုတ်ဘဲနဲ့ရင်ဆိုင်နေရတဲ့နေ့စဉ်အသက်တာမှာဖခင်ရဲ့နှုတ်ကပတ်တော်အဖြစ်ငါကြော်လွားနိုင်တယ်သူကတော့ပြောချင်တာဖြစ်တယ်နားလည်နိုင်ဖို့ဖခင်ရှင်ကောင်းချီးပေးပါစေအဲ့တော့ဒီနှုတ်ကပတ်တော်ဆိုတဲ့ word ကအရေးကြီးတယ်ဒီ word ကဘာလဲဆိုတော့ကျွန်တော်အမြဲတမ်းဖတ်နေတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်တကယ်တော့ဒါကအသက်ရှိတယ်တကယ်တော့ဒါကယုံကြည်စရာကောင်းသောဖခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်လုံးဝကို grand ဖြစ်တဲ့စာအုပ်ဖြစ်တယ်နော်ထင်ပြီးတော့ပြောတာမဟုတ်ဘူးဖြစ်လာမယ်ထင်ပြီးတော့ခံမှန်းပြီးတော့ပြောတာမဟုတ်ဘူးဟေဘရဲထဲမှာကျွန်တော်အားလုံးသိတဲ့အတိုင်းပဲကြည့်ရအောင်ဟေဘရဲအခန်းကြီး၄ငယ်7နဲ့ဖတ်ရအောင်မြန်မာလိုတင်းတော့ဘုရားသခင်နှုတ်ကပတ်တရားတော်ဒီအသက်ရှင်ခြင်းတကိုးနဲ့ပြုပြင်ခြင်းတန်လက်တကာတို့ထက်ခြင်းနဲ့ပြည့်စုံနေဖြစ်ရဲ့အသက်နဲ့စိတ်ဝိညာဉ်ကို၎င်းအယုစနဲ့ခြင်းစီကို၎င်းပိုင်းခြား၍ထုတ်ခြင်းခွင့်တတ်၏စိတ်နှလုံးအကြံစီများကိုလည်းသိမြင်တတ်၏ဆိုဖခင်ရဲ့နှုတ်ကပတ်တော်ကဘလောက်ထိပါဝါရှိတယ်ဆိုအသက်ရှိတယ်တကိုးရှိတယ်ဆိုဘဒုစီရနဲ့လာလေဒီ word ကဘဒုစီရလာတယ်အသက်ရှင်တဲ့ဖခင်ရဲ့စကားဖြစ်တယ်ဟာလေလုယာလာကုန်တိုင်းမှာအိမ်ရှင်တင်းတော်ဒီနားမှာကျွန်တော်သက်စာရေးထားတယ်ပြက်ကလေးတစ်ခုထားတယ်အမြဲတမ်း pastor Emmanuel ဆိုပြီးတော့ထားတယ်ကျွန်တော်အဲ့ဒီစာကိုအမြဲတမ်းဖတ်တယ်အဲ့ဒါဘာကိုပေးလဲဆိုတော့သူက schedule ပေးတာဒီသူကနလစာအမြဲတမ်းလုပ်တယ်နလအတွင်းမှာငါတို့ဘာတွေလုပ်မလဲဆိုတာသူကလာထားတယ်ဆိုတော့ဒီစာကဘယ်သူစီရလာလဲဆိုတော့ကျွန်တော်သိတယ်သိတဲ့အတွက်ကြောင့်ဘယ်နေ့တွေမှာဒီမှာကျွန်တော်ဘာလို့ရတယ်ဆိုတော့ကျွန်တော်သိတယ်ဘာလို့လဲဆိုတော့ပေးတဲ့လူကဒီ church ပိုင်ရှင်ဆိုတာကျွန်တော်ကောင်းကောင်းသိတယ်ဒီနေ့ the word ဆိုတာကဘယ်ကနေလာတယ်ဆိုတာကျွန်တော်သိဖို့လိုတယ်ဟာလေလုယာကျွန်တော်ကြားနေတဲ့ the word ဘယ်ကနေလာတာဒီနှုတ်ကပတ်တော်ကဘယ်ကနေလာတယ်လဲရိုးရိုးစာအုပ်လို့ထင်တော့ရိုးရိုးစာအုပ်လို့ပဲဖြစ်သွားမယ်မဟုတ်ဘူးဖခင်စီကလာတဲ့စကားဖြစ်တယ်အသက်ရှင်တဲ့စကားဖြစ်တယ်ဟာလေလုယာအဲ့တော့ဒီနှုတ်ကပတ်တော်ကအကုန်လုံးထုတ်ချင်းခွင့်မြင်နိုင်တယ်ဒီကျမ်းစာထဲမှာအောင်ဘွယ်ရကောင်းတဲ့တစ်ခုရှိတယ်အဲ့ဒါဒီဖိလိပရဲ့တငယ်ချင်းနေတာလီဆိုတဲ့အကြောင်းလေးကျွန်တော်ကြည့်ချင်တယ်
Michael 这下老几样 Everyone look at the Bible okay So ကျွန်တော်ဖတ်ကြည့်အောင်တင်းနေတော့နာသနေလကလည်းကိုတော်ဒီအဘယ်သို့အဖြစ်အကျွန်ုပ်ကိုတည်တော်မူသည်ဟုမေးလျှောက်တော်ယေရှုကဖိလိပ္ပုသည်တင်းကိုမခေါ်မီတင်းဒီတင်ဘောတဖန်ပင်အောင်နာရှိသည်ကိုငါမြင်နေဟုပြန်၍မိန်တော်မူလေဆိုတော့ဖိလိပ္ပုကသူ့တငယ်ချင်းနာတလီကိုယေရှုနဲ့မိတ်ဆက်ပေးဖို့ခေါ်လာတဲ့အချိန်မှာ तू ကတိတ်မယုံချင်ဘူးအဲ့လူကဟာအဲ့ယေရှုကဘယ်ရလဲနာဇရက်မြို့သားယေရှုဆိုဟာနာဇရက်မြို့လိုမျိုးကဒီလိုမျိုးနာမည်ကြီးတဲ့ prophet တွေ trap လို့လားဆိုပြီးတော့ तू complain တက်တယ်အဲ့ချိန်မှာသူတကယ်ချင်းနဲ့မိတ်ဆက်ပေးတဲ့ချိန်မှာယေရှုကပြောလဲမင်းကိုဒီမှာမတွေ့ခင်ကလေးကမင်းဒီဗာလဲ the fig tree ဆိုဘာခေါ်မလဲတင်မောတဖန်ပင်အောက်မှာမင်းထိုင်နေတာငါတွေ့တယ်လို့ပြောတယ်အဲ့တော့ဘာကိုပြောချင်လဲသိလားဒီနေ့ဆောနာဟေပြထဲမှာဖျားသခင်ရဲ့နှုတ်ကပတ်တော်အသက်ရှင်တကုတ်ပြင်းတဲ့တန်လက်တကားတို့တစ်ဆက်တဲ့အသက်နဲ့စိတ်ဝိညာဉ်အကုန်လုံးလူအကြံစီအကုန်လုံး तू ကဖျားကမြင်တယ်တဘောပေါက်လားဖျားဒီနှုတ်ကပတ်တော်ပိုင်ရှင်ရဲ့သူ့ရဲ့ authority နဲ့သူ့ရဲ့ဖြစ်ခြင်းကအဲ့ဒါဖြစ်တယ်နက်တလီကတော့အော်တယ် what သူပြောတယ်နော်ဒီမှာ how do you know me Natalie asked Jesus Answer I saw you while you were still under the fig tree before Philip called you ဖျားဖြစ်တယ် so ဒီနှုတ်ကပတ်တော်ဒီအားလုံးကဖျားရဲ့စကားဖြစ်တယ်အဲ့တော့ဒီဖျားရဲ့စကားကိုအသက်ရှင်တဲ့စကားကိုယုံကြည်တာကဖျားကိုကျင့်တတ်စေတာဖြစ်တယ် Hallelujah အသက်ရှင်တဲ့စကားဘယ်သူအတွက်ရေးတာလဲဒီအသက်ရှင်တဲ့နှုတ်ကပတ်တော်ကဘယ်သူအတွက်ရေးတာလဲကျွန်တော်တို့အတွက်ရေးတာလေကျွန်တော်တို့အားလုံးအတွက်ရေးနေတာလူတွေအားလုံးအတွက်လိုအပ်တဲ့လောကကြီးအမောင်လေလောကကြီးအမောင်မှာဒီဖျားရဲ့နှုတ်ကပတ်တော်မပါဘဲနဲ့ကျွန်တော်သွားလို့မရတဲ့ကြောင့်ဒီလောကကြီးမှာတင်လူဖြစ်လာရင်တင်သွားရမယ်လမ်းဒီ this world the living word ဒါဖြစ်တယ်လို့သူပြောချင်တာဖြစ်တယ် so ဒီ word ကိုယုံကြည်တာကိုအဲ့ဒီ word ပေါ်မှာယုံကြည်ခြင်းကအဲ့ဒီ word ကပိုင်ရှင်ဖျားကိုကျင့်ရစေခြင်းဖြစ်တယ် hallelujah အဲ့တော့ကျွန်တော်ဒီနေ့ဟေပြ7:6မှာကျွန်တော်အားလုံးသိပြီးသားဖြစ်တယ်ကြည့်အောင်အင်္ဂလိပ်လိုပဲရှိတယ်အားလုံးဖတ်ကြည့်အောင် and without faith it is impossible to please him for whoever will draw near to God must believe that he exists and that he rewards those who seek him နံပါတ်1က without faith ဆိုတာယုံကြည်ခြင်းမပါဘဲနဲ့ဖျားစိတ်တော်နဲ့မတွေ့နိုင်အဲ့ဒီယုံကြည်ခြင်းကဘာကိုပြောဆိုတော့ तू ပြောတဲ့သူ့ရဲ့နှုတ်ကပတ်တော်ကိုမယုံကြည်တာအဲ့ तू ပြောတဲ့နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းကဖျားကိုစိတ်ကျဉ်တတ်စေတယ်နားလည်လားမသိဘူးအာမင်လူတော်များများအဲ့ဒါကြောင့်ကျမ်းစာဖတ်တာအားနေတာကကျွန်တော်မယုံလို့ဖြစ်တယ်မယုံလို့အမှန်တမ်းပြော is very simple မယုံလို့တကယ်တော့လူတွေကလေကိုတကယ်လိုချင်ပြီးဆိုရင်ကိုတကယ်ကြိုက်ပြီးဆိုရင်တကယ်လုပ်တယ်နော်အဲ့ကြောင့်မြန်မာစကားအရင်မှန်တယ်နော်ဗာလဲကြိုက်မရှက်ငိုက်မရှက်တကယ်ကြိုက်ပြီးဆိုမရှက်တော့ဘူးတကယ်လို့ကျွန်တော်ဒီနှုတ်ကပတ်တော်ကိုတကယ်ယုံပြီးဆိုကျွန်တော်ဒါဖတ်ဖို့ကျွန်တော်ပြောစရာမလိုကျွန်တော်ဖတ်မှာဖြစ်တယ်အဲ့လိုဖတ်ပြီးယုံပြီးတော့ဖတ်တာကိုလည်းဖျားကိုကျင့်တတ်စေတယ်နားလည်နေမှုဖျားရှင်ကောင်းချီးပေးပါစေအာမင်အဲ့တော့သူကပြောတယ် and without faith it is impossible to please him ဒီနှုတ်ကပတ်တော်ကိုတင်မယုံတာကဖျားမကျင့်တတ်ဘူးဆိုတော့ဒီနှုတ်ကပတ်တော်ကိုယုံမှ तू ပြောတဲ့စကားကိုတင်ယုံမှဖျားကျင့်တတ်တယ်ဟောဒီညမှာသတိထားစရာဘာပြောလဲဆိုတော့ for whoever will draw near to God တဲ့ဖျားနဲ့နီးတဲ့လူတိုင်းကတဲ့ must believe so must လို့ပြောတော့လောက်ကိုလောက်ရမယ့်အရာဖြစ်တယ်အင်္ဂလိပ်စကားမှာ must ကကျွန်တော် mandatory နဲ့တူတယ်လောက်ကိုလောက်ရတယ် must believe that he exists and that he rewards those who seek him အဲ့ that he exists ကိုကျွန်တော်ရန်သဘောကျတယ်ဖျားရဲ့နှုတ်ကပတ်တော်ကိုဖတ်ပြီးတော့ဖျားကိုချင်းကပ်တဲ့သူတွေကတဲ့ that he exists ဆိုတာကအဲ့ဖျားကဒီနှုတ်ကပတ်တော်ထဲမှာရှိတယ်ဆိုတာကိုယုံရမယ်ကျွန်တော်ဘာကိုပြောချင်လဲဆိုတော့ဒီဖျားဒီနှုတ်ကပတ်တော်ထဲမှာဖျားရှိတယ်ဆိုတာဖျားအထဲမှာနေတာကိုပြောတာမဟုတ်ဘဲနဲ့ဒီသူပြောတဲ့ဖျားရဲ့နှုတ်ကပတ်တော်မှာသူ့ရဲ့တကိုးတော်ရှိတယ်ဆိုတာကျွန်တော်ယုံဖို့ဖြစ်တယ်ဟာလေလုယာသူ့တကိုးတော်ယုံဖို့ဖြစ်တယ်အဲ့တော့ဖျားကိုချင်းကပ်တဲ့လူကတဲ့ဖျားတခင်ရှိတာကိုယုံရမယ်ကျွန်တော်တို့များဖျားကိုချင်းကပ်တယ်မဲ့ရှိတယ်လို့ကျွန်တော်သိပြီးမယုံချင်ဘူးအမှန်တမ်းပြောလူအခြေအနေကြည့်ပြီးကျွန်တော်တို့
လှုပ်ရှားတတ်တယ်အဲ့ဒါကဖျားကိုကျင့်တတ်စေတဲ့အရာမဟုတ်ဘူးဖျားရဲ့နှုတ်ကပတ်တော်ကျွန်တော်ကြားတယ်သိတယ်ရေးထားတယ်မြင်တယ်ဟောပြောတယ်နားထောင်တယ်အဲ့ဒါကိုယုံမှသာလေအဲ့ဖျားကကျွန်တော်တို့ကိုကျင့်တတ်သူ့ကိုကျွန်တော်တို့ကျင့်တတ်စေနေတာဖျားကျင့်တတ်ပြီဆိုပြောစရာမလိုကောင်းကြီးတောင်းစရာမလိုရှိပြီးသားတခါကျရင်ကျွန်တော်တို့ wrong way နဲ့သွားတတ်တယ်လူတယောက်ကိုကျင့်တတ်ခိုင်းလိုက်ရင်အဲ့လူတယောက်စီကနေလာတဲ့အရာတွေကစိုးတာတခုမှမပေါ့ကောင်းတာတွေပဲလာတယ်ဟာလေလုယာအာမင်ကျင့်တတ်ပြီဆိုရင်တောင်းစရာမလိုထွက်လာတယ်အကောင်းတွေပဲထွက်လာတယ်ဆိုတော့ဖျားကိုကျင့်တတ်စေနိုင်တာကသူ့ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ယုံဖို့ဖြစ်တယ်နားလည်နေဖို့ဖျားရှင်ကောင်းချီးပေးပါစေဆိုတော့ဒီမှာဘု து ကိုတွေ့ရလဲဆိုတော့ရှင်မသက်အခန်းကြီး9အငယ်21မှာအဲ့မှာတွေးသွင်းတဲ့အမျိုးသမီးအကြောင်းကျွန်တော်နည်းလေးပြောချင်တယ်ဖျားအောင်ကျွန်တော်အားလုံးဒီနေ့တော့ငါဒီအဝတ်တော်ကိုသာတိုးလင်ချမ်းသာရမည်ဟုစိတ်ထင်နေနောက်တော့ချင်းကပ်၍အဝတ်တော်ဤပန်းပွားကိုတိုးလေကျွန်တော်ဒီမှာတခုပြောချင်တယ်ဒီကျမ်းပိုက်မှာသွားခင်ကျွန်တော်တခုပြောချင်တယ်အဲ့ချိန်မှာလေယေရှုကမြို့တိုင်းလဲပြီးတော့အနာရောဂါငြိမ်းစေတဲ့အယံနာမည်ကြီးတဲ့ချိန်ဖြစ်တယ်နာမည်ကြီးတဲ့ချိန်ပြောပြမယ်အဲ့နာမည်ကြီးတာဘာလဲသိလားအဲ့ဒါ the word အဲ့ဒါသတင်းဖြစ်တယ်သတင်းကောင်းဖြစ်တယ်အဲ့သတင်းကအဲ့ the word ကနေလာတာဖြစ်တယ်ယေရှုကြောင့်နာမည်ကြီးနေတာဟာဒါကဖခင်သားနာဇရက်မြို့သားဖြစ်တယ်ယေရှုဖြစ်တယ်ဖခင်သားဖြစ်တယ်ဟာ तू ကအနာရောဂါငြိမ်းစေတယ်အဲ့သတင်းကောပြန့်နေတယ်ဒါပေမဲ့လူတိုင်းမယုံဘူးတကယ်ကျမ်းတဲ့ပုဂ္ဂိုလ်တွေမယုံဘူးကျမ်းစာကိုပြောင်းပြန်လာတဲ့ကောင်တွေမယုံဘူးဒါပေမဲ့အဲ့မှာတွေးသွန်တဲ့အမျိုးသမီးကအဲ့ဒါဆိုရင် तू ကတကယ်ပဲဖခင်သားဖြစ်တယ်ဆိုသူစီငါတောင်းစရာမလိုဘူးကွာသူ့ရဲ့အဝတ်လုံလေးပဲနည်းနည်းလေးပဲငါတွားတိုးလိုက်မယ်ဘာနဲ့တွားရလဲ तू ဘာနဲ့တွားလဲအဲ့ချိန်မှာ तू ဘာနဲ့တွားမယ်ထင်လဲ by faith hallelujah ယုံကြည်ခြင်းနဲ့ तू တွားတာ तू ကြားလိုက်ပြီယေရှုဆိုတာဘာလို့လဲဆိုတာ the word तू ကြားလိုက်ပြီယေရှုက the word तू ယေရှုရဲ့သတင်း तू ကြားလိုက်ပြီကြားပြီးတော့ तू ယုံသွားပြီဟုတ်ပြီဒီလောက်ဖခင်သားဆိုတော့ငါသူ့ကိုယ်အဝတ်လေးငါတိုးရင်ငါတော့ဖြစ်နိုင်တယ်ဆိုပြီးတော့ by faith နဲ့တွားတဲ့အခါမှာအဲ့ by faith ကိုဖခင်ကယုံကြည်တယ် hallelujah အဲ့ဖခင်ကကျင့်တတ်တယ် hallelujah ဖခင်ကကျင့်တတ်တဲ့ကြောင့်ယေရှုရဲ့ဝိလောကနေတကိုးထွက်သွားတာကျင့်တတ်လို့တကိုးထွက်သွားတာသူ့ရဲ့ faith ကထိသွားတာယေရှုကိုအဲ့တကိုးထွက်သွားတာထွက်သွားတဲ့ချိန်မှာတပည့်တော်တွေကအဲ့တကိုးထွက်တာကို तू မသိဘူးတကယ်တကိုးရှင်ကပဲသိတယ်အဲ့ကြောင့်ယေရှုကငါ့ကိုဘယ်သူထိတာလဲလို့ तू မေးတာဖြစ်တယ်တပည့်တော်တွေကတော့စိတ်ဆိုးတယ်တပည့်တော်တွေစိတ်ဆိုးတယ်ဘလို့မလဲကိုရောတဲ့ဒီလောက်လူအများကြီးလေဒီလောက်လူအများကြီးကိုရောကဒီလိုတွာလာနေတာအကုန်လုံးကထိမှာပါထိတာချင်းတူထိတဲ့ပုံစံမတူဘူးအာမင်ထိတာချင်းတူထိတဲ့ပုံစံမတူဘူးဆောနာကျွန်တော်ပြောတယ်ဖခင်ကိုယုံကြည်တော့သူဖခင်ကိုနီးတဲ့သူကားတဲ့ဖခင်တခင်ရှိတာကိုယုံကြည်ရမယ်လို့ပြောတယ်ဖခင်နဲ့နီးတာချင်းတူယုံတဲ့လူနဲ့မယုံတဲ့လူရှိတယ်တာဝန်ရဖခင်ကြောင့်လာတဲ့လူရှိတယ်ဖခင်ကိုတကယ်ယုံတဲ့စိတ်နဲ့လာတဲ့လူရှိတယ်မတူဘူးယေရှုကိုထိတဲ့လူတွေအများကြီးပဲဒါပေမဲ့ထိတဲ့လူတွေချွတ်သူဒီတွေးသွင်းတဲ့အမျိုးသမီးရဲ့ထိတဲ့ပုံစံနဲ့ကျန်တဲ့လူတွေထိတဲ့ပုံစံမတူဘူးတွေးသွင်းတဲ့အမျိုးသမီးက the word ဆိုတဲ့ဖခင်ရဲ့စကားကို तू ကြားတယ်ယေရှုရဲ့အကြောင်းကို तू ကြားတယ်လက်ခံတယ်ယုံကြည်ခြင်းနဲ့မရမကသွားတိုးတယ်အမှန်တမ်းပြောရင်အဲ့ဒီအချိန်မှာ तू တိုးတိုက်လိုက်တဲ့အချိန်ကစွန့်စားပြီးတော့တိုးရတဲ့အချိန်ဖြစ်တယ်အမျိုးသမီးတယောက်တွေးသွင်းတယ်ဆိုရင်ဣတေလထုံးစံမှာလူတော်တဲ့ तू သွားလို့မရဘူးလူတွေနဲ့ကင်းနေရတယ်အမျိုးသားတွေကိုထိလို့မရဘူးထိရင်သူ့ကိုခဲနဲ့ပေါက်တတ်လို့ရတယ်အလောက်ထိသူ့ကိုတားဆီးနေတဲ့ဂျားထဲကနေ तू ကအဲ့ the word ဆိုတဲ့အရာကိုကြားလိုက်တဲ့ချိန်မှာ तू ကယုံလိုက်တဲ့ကြောင့်ယုံကြည်ခြင်းနဲ့တွားထိလိုက်တဲ့အရာကဖခင်ကိုကျင့်တတ်စေတဲ့ကြောင့်ယေရှုရဲ့တကူကအငြိမ်မနေပဲထွက်သွားပြီးတော့သူ့ရဲ့တွေးသွင်းခြင်းဝေဒနာပျောက်သွားတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီခါကျစဉ်းစားတတ်ဖို့လိုတယ်ကျွန်တော်တို့ဖခင်ကိုကျွန်တော်ဘယ်လိုအစ်စ်မှာပဲထားတယ်လဲဘာသာရေးအစ်စ်မှာပဲကျွန်တော်ထားသလားဘာသာရေးအစ်စ်မှာပဲထားရင်တော့ကျွန်တော်တို့ကတခြားဘာသာရေးနဲ့အတူတူပဲလေ just go worship every Sunday just pray just sing ဒါပဲလေတိတ်ပြီးတော့ serious မရှိဘူးအဲ့ကြောင့်ဒီနေ့ဖခင်ရဲ့နှုတ်ကပတ်တော်က
တကုရှိတယ်အာမခံရှိတဲ့စကားဖြစ်တယ်အဲ့ဒါကယုံကြည်ထိုက်တဲ့စကားဖြစ်အဲ့ဒါကိုလည်းဖခင်ကကျွန်တော်တို့ကိုယုံကြည်စေခြင်းနဲ့အဲ့ဒီယုံကြည်စေခြင်းကလည်းကျွန်တော်တို့ရဲ့ကောင်းကြီးမင်္ဂလာတကားဖွင့်ခြင်းဖြစ်တယ်တွေ့တဲ့အမျိုးသမီးသူဘာမြတ်ဝါလဲယုံကြည်ခြင်းနဲ့တွားတာသူ့ရဲ့တွေ့တဲ့ယောဂါဘာဖြစ်လဲပျောက်ကင်းခွင့်ဖခင်ကပေးတာဖြစ်တယ်ဖခင်ရဲ့စကားကိုသူယုံပြီးတော့သူတွားလာတဲ့အပေါ်မှာဖခင်ကကောင်းချီးပေးတယ်ဖခင်ရှင်တာယူကောင်းချီးပေးပါစေအဲ့ဒါကြောင့်ဒီနေ့ဖခင်စကားကိုရိုးရိုးလေးပဲဝန်ခံရအောင်ရိုးရိုးလေးပဲယုံပါနော်ဆလန်တစ်အငယ်တစ်ကနေတော့ကြော်တွားရအောင်ဖခင်တဲ့တော့မတရားတော့သူတို့ဤတိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့ဤလမ်းတွေမရက်မတည်မထီမဲ့မြင်ပြတော့သူတို့ဤအစည်းအဝေးနဲ့မထိုင်ထာဝရဘုရား၏တရားတော်နဲ့မွေးလျော်၍တရားတော်ကိုနေကြမပြတ်ဆင်းခြင်းအောက်မေ့တော်သူသည်မင်္ဂလာရှိ၏အကြောင်းမူကားထိုသူသည်မျက်နှာမှာဆိုင်လက်မိမိအချိန်တန်မှအတီးကိုတီး၍အရွက်မညှိုးနှောတတ်တော်အပင်နှင့်သူ၏ပြုလေသမျှလုံး၌အောင်လိုက်တည်းဒီနေ့ကျွန်တော်ပြောပြမယ်ကျမ်းစာဖတ်တဲ့အခါမှာဒီ context ကိုကျွန်တော်ရှင်းပြခြင်းနဲ့ဒါကဘယ်ကနေလာလဲဖခင်ရဲ့စကားဖြစ်တယ်ဒါ the word ဖြစ်တယ်ဖခင်စကားဖြစ်တယ် the word this is the word ဒါပေမဲ့ဒီ the word မှာထူးခြားမှုရှိတယ်အဲ့ဒါအောက်ကခရမ်းရောင်နဲ့ထိုးထားတဲ့ခါစင်ချင်အောင်မေ့တော့သူတွေမင်္ဂလာရှိတယ်လို့ပြောတယ်ဒါပေမဲ့ဒီကျမ်းပိုက်ကအင်္ဂလိပ်လိုပြောရင် blessed နဲ့အရင်စတယ် blessed is the man လို့ပြောတယ်ကောင်းကြီးရတဲ့လူရဲ့အသက်တာလို့ပြောချင်တာဖြစ်တယ်ကောင်းကြီးရတဲ့လူပုဂ္ဂိုလ်လို့ပြောချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်ယုံကြည်သူတွေထဲမှာကောင်းကြီးမရချင်တဲ့လူဘယ်သူမှမရှိဘူးကျွန်တော်အားလုံးစူးစမ်းပြီးကောင်းကြီးလိုချင်တယ်ဒါပေမဲ့ the word ကရိုးရိုးလေးပဲပြောသွားတယ်ကောင်းကြီးရချင်လားဒီကောင်းကြီးရချင်တဲ့လူတွေရဲ့အလုပ်ကပါလဲမတရားတဲ့သူတွေရဲ့တိုက်တွန်းခြင်းသူမသွားဘူးအာမင်လူဆိုးတဲ့လမ်းတွေမရက်ဘူးမထီမဲ့မြင်ပြုတဲ့အစည်းအဝေးမှာမထိုင်ဘူးထာဝရဘုရားရဲ့တရားတော်ကိုမွေ့လျော်ပြီးတော့နေညမပြတ်စင်ကြုံးမယ်ဘာလို့ပြောချင်လို့ဆိုတော့ဘုရားရဲ့ connection ကိုအမြဲတမ်းသူက active ဖြစ်အောင်လုပ်တယ် hallelujah connection active ဖြစ်အောင်လုပ်တယ်ထိုသူဒီမျက်နှာမှာဆက်လက်အချိန်တမ်းမှတည်၍အရွက်မညှိုးတော့အပင်နဲ့သူ၏နောက်ဆုံးကျမ်းပိုက်လေးက the main context ဖြစ်တယ်အဲ့ဒါတွေအားလုံးလုပ်တဲ့လူကဘာကောင်းကြည့်ရလဲဆိုတော့ပြုလေသမျှတို့၌အောင်လိတ်တည်းဟာလေလုယာဒါနဲ့တကယ်ပဲပြုလေသမျှတို့နဲ့အောင်လိတ်တည်းတကယ်ပဲပြုတဲ့အရာတိုင်းမှာအောင်မြင်ခြင်း the word ဖျားစီရလာတဲ့နှုတ်ကပတ်တော်တာဖြစ်တယ် very simple တကယ်အောင်မြင်ခြင်းရခြင်းဖျားစီရလာတဲ့နှုတ်ကပတ်တော်တာမတရားတဲ့သူတွေနဲ့မတိုင်ဘူးမထီမဲ့ပြုတဲ့အစည်းအဝေးမှာမထိုင်ဘူးဖျားရဲ့တရားတော်နဲ့မွေးလျော်ပါတင်ပြုလေသမျှနဲ့အောင်မြင်ခြင်းရဲ့တော့ချက်တည်းအဲ့ဒါဖြစ်တယ်အဲ့ဒါ the word ဖြစ်တယ်ဖခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ကျွန်တော်ပြောတာမဟုတ်ဘူးအာမခံချက်ရှိတဲ့အသက်ရှင်တဲ့ဘုရားစီကလာတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဟာလေလုယာအဲ့တော့တခါလေကျကျွန်တော်တို့ဘယ်လိုခေါ်လဲလိုချင်တာတခုခုရှိရင်ဖခင်ဘိုင်းကိုပဲကျွန်တော်မျောလင့်နေတယ်ဖခင်ဘက်ကပဲလှုပ်လာဖို့ပဲကျွန်တော်မျောလင့်နေတယ်ဒါပေမဲ့ကိုယ့်ဘက်ကလှုပ်ဆောင်ရမယ့်ဟာတွေကျွန်တော်မေ့တတ်ကြတယ်နော်ဥပမာဖခင်ကခွင့်လွှတ်ခြင်းရှိပါဆိုကျွန်တော်မခွင့်လွှတ်နိုင်ဘူးကိုယ့်ဘက်ကကိုတော့ကျွန်တော်ခွင့်လွှတ်တယ်ဗစက်ပဲပြောပြမယ်စိတ်ထဲမှာချီနှောင်နေတာကိုယ့်ဘက်ကနေကိုယ့်ရဲ့တာဝန်ကိုမလုပ်တဲ့ခါမှာဖခင်ဘက်ကလှုပ်တာကဖခင်ကအမြဲတမ်းတာဝန်ကျေတယ်နှစ်ခုလုံး fix ဖြစ်မှကျွန်တော်သွားလို့ရတာလေအာမင်အဲ့လိုပဲတခါလေကြာလေကျွန်တော်တို့လိုချင်တာရှိရင်ဖျားရှင်းမှာကျွန်တော်တောင်းတဲ့ခါမှာတခါလေကျရင်ကျွန်တော်မတောင်းတတ်ဘူးလေကိုဖျားကလှုပ်ပေးဖို့ပဲကိုတော်လှုပ်ပေးပါကိုတော်ဒါပေးပါကိုတော်ဟိုလှုပ်ပေးပါကိုပြရဲ့အားနဲ့ချက်ကျွန်တော်တိတ်တတိမထားမိဘူးဖျားကိုပဲကျွန်တော်ခိုင်းနေတာရှိတတ်တယ်ပြောချင်တာပါလဲဆိုတော့ဒီနေ့ကျွန်တော်ဖျားဘက်မှာတောင်းတဲ့ခါမှာကျွန်တော်တို့ဘက်ကလှုပ်เสียရှိတဲ့ဟာလေးတွေတင်တကယ်လှုပ်နိုင်လို့လားလို့ဖျားကမင်းနေတာဖြစ်တယ်ဟာလေလုယာခွင့်လွှတ်ခြင်းတင်မှာတကယ်ရှိနိုင်လို့လားနော်တနာခြင်းတင်မှာတကယ်ရှိနိုင်လို့လားပေးကမ်းခြင်းတင်မှာတကယ်ရှိနိုင်လို့လားဘုရားကကျွန်တော်တို့ကိုမင်းနေတာဖြစ်တယ်အဲ့တော့ the word ကိုကျွန်တော်တို့ယုံကြည်တယ်တကယ်လက်ခံတယ်ဆိုရင်ဘုရားရဲ့နှုတ်ကပတ်တော်ပေါ်မှာကျွန်တော်တကယ်ပဲယက်တည်တယ်ဆိုရင်ထိုနှုတ်ကပတ်တော်ကခိုင်းတဲ့အရာတွေလည်းကျွန်တော်လှုပ်တတ်ဖို့ရည်ကြည်တယ်ဟာလေလုယာပြုလေသမျှတို့လည်းအောင်လိတ်တည်းကဘုရားရဲ့တရားတော်ကိုမွေ့လျော်ဖို့ကျမ်းစာကထပ်ပြောထားသေးတယ်မတရားတဲ့အစည်းအဝေးတွေမှာမထိုင်ဖို့ဘုရားကပြောကြတယ်ဒီနေ့လူတွေကဖျားเจ้าနဲ့ပတ်သက်တဲ့ဆရာတွေနဲ့ပတ်သက်တဲ့အတင်းတုပ်ဆို share မဲ့လူတွေအများကြီးပဲအရင် share ကြတာတယောက်ကတခုပေါ်လိုက်ဦးဆိုအခုဆိုဒီပါလဲဒီဆရာဒေးဗစ်လာနဲ့ဟိုဆိုshare လိုက်ကြတာနော်ဒါတွေကျွန်တော် share ဖို့မဟုတ်ဘူး share လို့လည်းဘုရားနာမည်ကြီးသွားတာမဟုတ်ဘူးကျွန်တော်ပြောချင်တာ
ဘုရားဘုန်းတော်ထင်ရှားတာမဟုတ်ဘူးကျွန်တော်တို့ကလူတယောက်ကိုထိခိုက်ဖို့ဆိုတာအရင်လှုပ်ချင်ကြတာလက်ကအရင်မြန်တယ်ကိုယ်လည်းကြတော့သူကအရင်ကြောက်တတ်ကြတယ်ဒီလိုမျိုးမဟုတ်ဘူးဘုရားကြတဲ့နှလုံးသားအဲ့ဒါမဟုတ်ဘူးကျွန်တော်ပြောချင်တာကျွန်တော်ပုဂ္ဂိုလ်ဆွဲတာကိုပြောတာမဟုတ်ဘူးဆရာဒေးဗစ်လောက်ကျွန်တော်ကူပြီးကျွန်တော်ပြောတာလည်းမဟုတ်ဘူးဆရာဒေးဗစ်လည်းနဲ့မှတခြားဆရာဆိုလဲကျွန်တော်လုံးမှာမဟုတ်ဘူးကျွန်တော်နဲ့လည်းမဆိုင်ဘူးကျွန်တော်အပြင်ပေါ့နော်ဒါဖခင်စီရင်ပိုင်တဲ့လူကဘာတူလဲအသက်ရှင်တဲ့ဖခင်သခင်ပဲဖြစ်တယ်ကျွန်တော်သွားစီရင်ဖို့မဟုတ်ဘူးအဲ့တော့တခါလေကျရင်ကျွန်တော်ကိုယ့်ဘက်ကလှုပ်ဆောင်ရမယ့်အရာလေးတွေကျွန်တော်သတိထားဖို့ဖခင်ကလိုတော့ရှိတယ်နောက်ဆုံးအနေနဲ့ကျမ်းပိုက်နောက်ဆုံးကျမ်းပိုက်တစ်ခုဖတ်ရအောင်တင်းနဲ့တော့ယောရှုတစ်ရှစ်ကျွန်တော်အားလုံးသိပြီးသားဖြစ်တယ်ထိုပညာတိကျမ်းစာ၌ရေးထားသမျှအတိုင်းကျင့်မိဟုစောင့်ရှောက်ခြင်းလို့ကကျမ်းစာကိုမဖတ်မရွတ်ပဲမနေညမပြတ်ခြင်းရှုဖတ်ရရမည်ထို့ကြောင့်ပြုလင်တင်းဒီအကျံထားမြောက်၍အောင်မြင်လိမ့်မည်ဒါလည်း very simple အကျံထားမြောက်ပြီးအောင်မြင်ခြင်းတဲ့သူတဲ့ကျမ်းစာဖျားစီရလာတဲ့ the word ကပါလဲဆိုတော့ကျမ်းစာကိုမဖတ်ရွတ်ပဲနေညမပြတ်ခြင်းဖတ်ရွတ်ပါပြောချင်တာ in touch လုပ်ပါအဲ့ဒါကိုပြောချင်တာကျွန်တော်တို့ကနည်းနည်း busy ပြီဆိုဖျားနဲ့ in touch အများနဲ့ပြတ်သွားတယ်လေပြတ်သွားတယ်လေဟာမအားလို့ကျွန်တော်ကျမ်းစာမဖတ်နိုင်ဘူးမအားလို့စုမတောင်းနိုင်ဘူးတခါကျရင်ကျွန်တော်လွယ်မစွာခံယူတတ်တဲ့အရာတစ်ခုရှိတယ်တချို့ဆရာတွေကကျမ်းမာချမ်းသာအကြောင်းသူတို့ဟောကြားတယ်တချို့ကပုတ်ခတ်ကြတယ်ကျွန်တော်ပြောချင်တယ်ဖျားကကျမ်းမာချမ်းသာမပေးဘူးလားပေးတယ်မပေးဘူးမပေးတယ်ဒါပေမဲ့ဖျားပေးတဲ့ကျမ်းမာချမ်းသာကလောကမှာဇိမ်ခံပြီးတော့ဖျားကိုမေ့ဖို့ပေးတာမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်နားလည်ဖို့ရည်ချီတယ်ဟာလေလုယာဖခင်က prosperity ကြွယ်ဝချမ်းသာခြင်းမပေးဘူးလားပေးတယ်ဒါပေမဲ့ဒီကြွယ်ဝချမ်းသာခြင်းဒီလောကမှာဖခင်ကိုမဲ့ပြီးတော့ဇိမ်ခံလောက်အောင်ဖခင်ကအဲ့လိုမျိုးပေးရအောင်ဖခင်ကအယူမဟုတ်ဘူးအဲ့လိုမပေးဘူးဖခင်ပေးတဲ့ prosperity ဆိုတာကသူ့ရဲ့ဘုန်းတော်တဲ့သူ့ဘုန်းတော်ထင်ရှားဖို့ကျွန်တော်တို့ကိုပေးတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုကျွန်တော်မမားစေချင်ဘူးတချို့အဲ့ဒါကြီးပဲဟောတဲ့အခါမှာတချို့လူတွေကပုတ်ခတ်တဲ့လူတွေလည်းရှိတယ်ဒါပေမဲ့ဘယ်သူကဘာဟောကျွန်တော်ကယူမဆိုင်ဘူးဒါပေမဲ့ဖခင်က prosperity ပေးလားမပေးဘူးလားပေးတယ်ဒါပေမဲ့ဖခင်ပေးတဲ့ prosperity ဒီဖခင်မေ့ရအောင်နော်ဖခင်မဲ့ကဲတော့နေပြီးတော့ဇိမ်ခံပြီးတော့လောကစည်းစိမ်ခံအောင်ဖခင်ကအဲ့ purpose အဲ့လိုမျိုး prosperity ကျဲဝချမ်းသာတွေမပေးဘူးဖခင်ကအာဗြဟံဖခင်ကကောင်းချီးပေးတယ်ရဲဆက်ဆက်ပေးတာဘာကြောင့်ပေးလဲဆိုတော့အာဗြဟံသူကောင်းချီးပေးလိုက်တဲ့အခါမှာသူ့ရဲ့သားစဉ်မြင့်ဆွတ်တဲ့သူပေးတာအာဗြဟံအဲ့ကောင်းချီးရတော့လို့ဖခင်ကိုမေ့သွားတာမဟုတ်ဘူးသူစိတ်ကြအသက်ရှင်ပြီးတော့မဟုတ်ဘူးတာရွေ့တော့မှဖခင်ကို तू ကယုံကြည်ပြီးတော့ဖခင်နဲ့တာရွေ့သွားလာတော့သူဖြစ်တယ်ဟာလေလုယာကျွန်တော်ဖခင်စီကလာတဲ့ရတဲ့ကောင်းချီးဒီဖခင်နဲ့ဝေးကွာသွားဖို့မဟုတ်ဘဲနဲ့ဖခင်နဲ့တာရွေ့နီးကပ်သွားဖို့ဖြစ်တယ်အာမင်အလုပ်တွေ let's ဆိုကြပါစို့ကုမ္ပဏီဘာမှမရှိတဲ့အချိန်မှာတစ်ချိန်လုံးဒူးထောက်ဆူတောင်းပြီးတော့ကုမ္ပဏီ10ခုလောက်ပိုင်တဲ့အချိန်မှာဆူတောင်းတဲ့အချိန်တွေအခွင့်အရေးမရနိုင်တော့တာအဲ့လိုကောင်းချီးမျိုးဖခင်ကကျွန်တော်ပေးချင်တာမဟုတ်ဘူးယုံကြည်သူဆရာကြီးယုံကြည်သူက AG တင်းကိုင်းချုပ်ကိုရီးယားမှာအတင်းသား6သိန်းရှိတယ်သူ့မှာ6သိန်းလား9သိန်းလားရှိတယ်သူရဲ့တရားဟောချက်နားထောင်ဒီလူတွေကိုတင်ဘလို့ဦးစီးပြီးတော့ကင်တွယ်လဲလို့မေးတဲ့အခါမှာသူပြောတဲ့စကားတစ်ခုက pray ပဲဆူတောင်းခြင်းပဲတဲ့သူရဲ့လက်နဲ့ကအဓိကဆုပဲတောင်းတယ်ကျွန်တော်ဆုမတောင်းလို့မရဘူးကျွန်တော်ရဲ့အတင်းသားက6သိန်းလောက်ရှိတယ်ပြီးကျန်တဲ့ကဘာပေါ်မှာအတင်းခွက်တွေအများကြီးရှိသေးတယ်ဒီလူတွေကျွန်တော်အုံတော့နဲ့ကျွန်တော်မရတဲ့ကြောင့်ဒီတွေကိုပေးတဲ့ဖရားနဲ့ကျွန်တော်တာ၍မနီးလို့မရဘူးဆိုတော့ရက်ဆက်သူ့ရဲ့နေ့တိုင်းနေ့စဉ်အလုပ်ကဆုတောင်းပဲတဲ့သူပြောတယ်ဖရားနဲ့ပဲသူချိန်ယူတယ်ကျွန်တော်ကြားတာသူဆုတောင်းတဲ့ချိန်မှာသူ့နိုင်ငံရဲ့သမရကသူ့ကိုစကားပြောချင်လို့ဖုန်းခေါ်တယ်သူ့ရဲ့လက်ထောက်ကသူ့ကိုတကားခောက်ပြီးတော့နိုင်ငံတော်သမရစီကဖုန်းလာတယ်သူလုံးဝတကားမဖွင့်ပြဘူးဖုန်းမကင်ဘူးသူ့လက်ထောက်ကဘာပြောလဲဆိုတော့ဟာဘာဖြစ်တာလဲဆရာရဲ့တကယ်နိုင်ငံကျွန်တော်သမရကြီးဖုန်းခေါ်တာတော့ဘာလို့ဆရာဖုန်းမကင်တာလဲသူပြောတာရှင်းရှင်းလေးပဲဒီသမရဖုန်းလာတဲ့ချိန်မှာငါစကားပြောနေတဲ့လူကအဲ့သမရတဲ့ဒါရွေးကြီးမြတ်တဲ့ပုဂ္ဂိုလ်နဲ့ငါစကားပြောနေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဖခင်က prosperity မပေးဘူးမပေးပါတယ်မိတ်ဆွေဒါပေမဲ့အဲ့ prosperity ကတင်လာမဖို့ဒီနေ့တင်ဖခင်ကိုမေးဖို့ပေးတဲ့ prosperity မဟုတ်ဘူးဆိုတော့ကျွန်တော်နားလည်စေချင်တယ်အာမင်အဲ့တော့ဒီနေ့ကျွန်တော်ရဲ့နှုတ်ကပတ်တော်ကျွန်တော်အဆုံးသတ်ချင်တယ် a living word ဆိုတာကဖခင်ရဲ့နှုတ်ကပတ်တော်ဒီ attention ဒီဖခင်ရဲ့နှုတ်ကပတ်တော် attention နဲ့နှုတ်ကပတ်တော်ကိုတင်ဖတ်တဲ့အခါမှာတရားတော်ကျွန်တော်ဖတ်ရင်ဖခင်ဖော်ပြတဲ့ຢာမတူဘူးမနေ့တိုင်းကျွန်တော်ကျမ်းစာဖတ်ရင်တယောက်ကိုတစ်မျိုးဖော်ပြတယ်တယောက်ကိုတစ်မျိုးဖော်ပြတယ်
ဘလို့တင့်ကိုဖော်ပြရမသိဘူးတင်ဖော်ပြတဲ့အရာကဘဒုစီရလာတဲ့စကားဆိုတော့တင်သိဖို့လိုတယ်အဲ့တင်ဖတ်လိုက်တဲ့စကားကဒီနေ့အာမခံချက် insurance 100% တက်များတဲ့ insurance အာမခံချက်ရှိတဲ့ဖျားစီရလာတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတာတင်သိရင်အဲ့ဒါကိုတင်ယုံကြည်ပြီးတော့အဲ့ဒါကိုလက်ခံပြီးတော့လိုက်လျှောက်အသက်ရှင်ကြည့်ဖျားစီမှာကျွန်တော်ကောင်းချီးမင်္ဂလာတောင်းစရာမလိုဘူးကိုလိုချင်တဲ့ပြုလိသမျှနဲ့အောင်မြင်ခြင်းနော်ကြွယ်ဝခြင်းကျမ်းမာခြင်းအားလုံးကအဲ့ထဲမှာအကုန်လုံးပြည့်စုံတယ်ဆိုတာကျွန်တော်ဒီနေ့အနေငယ်ဝင်ကခြင်းနဲ့အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ